2026မှာစဆောင်မဲ့ The Plan Coyat ကျွန်တော်တို့ဒီလာအိမ်အောင်ဝင်တွေကိုရောက်နေတာဖြစ်တယ်ဒီ project ကကျွန်တော်တို့လမ်းမပြီးမှာလည်းရှိပြီးတော့ဒီကစက်တက်ဧကအပေါ်မှာကျွန်တော်တို့စောက်ထားတာဖြစ်ပါတယ်ဗျာ facility area တွေဆိုရင်လည်း24နိုင်နဲ့ကျွန်တော်တို့ကအသုံးပြုခွင့်ရှိသေးတယ်ပေါ့သူကကားပါကင်မှာဆိုရင်လည်းကျွန်တော် EV ကားတွေအတွက်ကို charging ပေးတယ်ကျွန်တော်တို့လုပ်ပေးထားပြီးတယ်height ဆိုရင်လည်းကျွန်တော်က 6.5 meter လောက်ရှိတယ်ဗျ။ဒါကတော့ကျွန်တော်တို့ဒီ communication speed ပေးထားတဲ့သဘောပေါ့ကျွန်တော်မြန်မာပြည်လူကြီးတွေဆိုရင်ကျွန်တော်ညာကနေလုပ်လို့ရတယ်။ဒါကကျွန်တော်တို့အပေါ်ဆုံးတက်မှာရှိတဲ့အကြီးဆုံးအိမ်ခန်းပေါ့။